The English Eye Opener အစီအစဉ်မှာထူးထူးခြားခြားဝါဒများတချို့ကိုတင်ပြလိုက်ပါတယ်ခဲတံရဲ့ခဲပြက်ရှိတဲ့အပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်တချို့ခဲတံတွေမှာခဲပြက်ကိုရွှေအောင်သုံးဖို့ငွေအောင်အပြားလေးနဲ့ကတ်ထားတာတွေ့နေမယ်အဲ့ဒီရွှေသုံးဖို့ငွေအောင်နော်အပြားလေးကို ferrule လို့ခေါ်တယ်လက်ကင်မပါတဲ့ coffee ခွက်တော့မဟုတ်တပိတ်ခွက်ပူပူတွေကိုကင်လို့ရအောင်သူတို့ကကတ်ထုပြားလေးနော်နဲ့ကင်ရတယ်အဲ့ဒီကတ်ထုပြားလေးပေါ့နော်အဲ့ဒီကတ်ထုပြားကို zarf လို့ခေါ်တယ်တမင်းချက်ခန်းတွေကစပိုမှုတွေစောင်းတဲ့အဖြူအောင်အုတ်ထုတ်အရှိမြင်မှုလိမ့်မယ်အဲ့ဒါကို toque တော့မဟုတ်နော် toque လို့ခေါ်ကြတယ်အချို့ဒင်ငယ်တွေမှာဂျိုင်းလေးတွေပါနေတတ်တယ်လမ်းမြင့်တဲ့ပြင်ပေါ်ကဂျိုင်းဝမ်းလေးတွေလိုပဲအထူးသဖြင့် Swiss cheese လို့ခေါ်တဲ့ Swiss ဒင်ငယ်တွေမှာပါတတ်တယ်အဲ့ဒီဂျိုင်းလေးတွေကို eyes လို့ခေါ်တယ်တခါတလေတချို့ English စလုံးရဲ့စလုံးပေါင်းမှာအတန်တိတ်တဲ့အခရာတစ်လုံးသုံးဖို့နော်တစုတော့တွေ့တတ်တယ်ဥပမာ listen မှာဆိုရင်ဒီအတန်ပြောက် night မှာဆိုရင် k နဲ့ gh နော်စလုံးစုတွေအတန်ပြောက် silent letters ပေါ့အဲ့ဒီ silent letters တွေကို F-thongs လို့ခေါ်တယ်အဲ့ဒီမှာ F-thongs တချို့ကိုနမူနာပြလိုက်ပါတယ်အလွန်မြင့်တဲ့နေရာမှာပြန်နေတဲ့လေရင်ပြန်သို့မဟုတ်တုံးမြန်ပေါ့သူတို့နောက်ပိုင်းကနေမီးခိုးတွေထွက်နော်မီးခိုးတန်းတွေထွက်တာမြင်ဘူးလေအဲ့ဒီမီးခိုးတန်းတွေကို contrail လို့ခေါ်တယ်သူက condensation လို့ခေါ်တယ်နော်မွေးရည်ဖွဲ့ခြင်းကနေဖြစ်ပေါ်လာတာ condensation နဲ့ trail နဲ့ပေါင်းပြီးတော့အတူက contrail လို့ခေါ်တာsound တွေမှာလူရဲ့ပါးစပ်ကနေအာငွေ့ထွက်တယ်လို့မျိုးပေါ့အဲ့ဒီတော့ contrails အကြောင်းပြောရင်းနဲ့ပဲဒီတစ်ပတ် The English Eye Opener စီစဉ်ကိုဒီကုန်းချုပ်လိုက်ပါတယ်